ရလိုက်တဲ့အချိန်မှာဖြုံးတယ်နောက်ဆုံးဝက်ကြောင်းတဲ့ဘဝအထိရောက်သွားတယ်ဝက်ကြောင်းတဲ့ဘဝအထိရောက်လာတဲ့အခါမှာဝက်တွေအစာစားတာကြည်ရင်နဲ့သူလည်းပိုက်စားလာတယ်ငါအဖေရဲ့အိမ်မှာအစေခံကျွန်းတွေတော့မှဝါစွာအစာစားကြရတယ်ဒီကနေ့ကျွန်တော်ငါမှတ်နေတယ်ဒီကနေ့ကျွန်တော်ပိုက်စားနေတယ်အဖေစီကျွန်တော်ပြန်သွားမယ်ဆိုတဲ့နှလုံးသားကကျွန်တော်တို့ယုံကြည်သူတွေမှာအရာနဲ့အရေးကြီးတဲ့အရာဖြစ်လာတယ် praise the lord ကျွန်တော်တို့မလုပ်တဲ့နဲ့မဟုတ်တဲ့နေရာရောက်နေလို့ရှိရင်ကျွန်တော်ရောက်တဲ့နေရာဟာဟုတ်တလားယုံကြည်သူတယောက်အသက်တာနဲ့ထိုက်တန်လားကျွန်တော်လုပ်နေတဲ့အလုပ်ကိုဟုတ်ရဲ့လားကျွန်တော်လှုပ်ရှားနေတဲ့အပြုအမူကိုယုံကြည်သူတယောက်ရဲ့အသက်တာနဲ့ကိုက်ညီသလားကျွန်တော်စဉ်းစားတဲ့အခါမှာမဟုတ်လို့ရှိရင်နောင်တတရားနဲ့ကျွန်တော်တို့ခရစ်တော်ဖယားစီကျွန်တော်တို့ပြန်လာဖို့အမှန်တန်အရေးကြီးတယ်ဆိုတာကျွန်တော်ပြောပြချင်တယ်ဒါကြောင့်အဲ့လိုသူ့အဖေစီပြန်လာတဲ့အချိန်မှာသူ့အဖေကလည်းမြတ်တာရှင်ဖယားဖြစ်တယ်ကျွန်တော်တို့ကိုယ်ွယ်တဲ့ဖယားလည်းမြတ်တာတဲ့တော်ရှင်ဖယားဖြစ်တယ်အနိုင်မဲ့တဲ့ချစ်ချင်းနဲ့ကျွန်တော်တို့ကိုချစ်တဲ့ဖယားဖြစ်တယ်ငါထံတော့လာတော့သူကိုငါဒီအလင်းမပဲခရစ်တော်ဖယားစီကျွန်တော်တို့ပြန်သွားတဲ့အခါမှာနောင်တရပြီးမှကျွန်တော်ခရစ်တော်စီတိုးဝင်ချင်းကတဲ့အခါမှာကျွန်တော်တို့ကိုခရစ်တော်ဖယားကမပဲဘူးငါထံတော့လာတော့သူဒီငါအလင်းမပဲဝလေးရင်ပင်ပါတော့သူငါထံတော့လာဒီလိုမြတ်တာနဲ့လက်ကမ်းကြိုဆိုတဲ့ဖယားဖြစ်တယ်ဒါကြောင့်ယေရှုခရစ်ပြုခဲ့တဲ့အမှုမှာကျွန်တော်တို့ကတကယ်လုံးဝအုပ်တုံမိမိရဲ့အသက်ကစက်ကအနန္တလားယုံကြည်လက်ခံသလားခရစ်တော်ကကျွန်တော်တို့အတွက်သူလုပ်ရမယ့်အပိုင်းတွေသူလုပ်သွားတယ်ကျွန်တော်တို့အတွက်ဘယ်လောက်ထိအကျိုးရှိသလဲကျွန်တော်တို့အသက်ကထဲမှာဘယ်လောက်ထိအဲဒီခရစ်တော်ပြုလုပ်သွားတဲ့အမှုကအသုံးဝင်တယ်လေကျွန်တော်ရဲ့ဘဝကိုဘယ်လောက်ထိလွတ်မြောက်စေတယ်လဲဒီမှာကျမ်းစာထဲမှာကဘာပြောတယ်လဲသင်တို့ဒီတမန်တရားကိုကြားနာရတဲ့အခါမှာထိုတမန်တရားဒီသင်တို့ကိုလွတ်ခြင်းအခွင့်ပေးတယ်အဲဒီခရစ်တော်ရဲ့လွတ်ခြင်းအခွင့်မှာကျွန်တော်တို့ဒီတော်သူတွေဖြစ်ရလားအခုနပြောတော့တာအဖေစီမသူပြန်သွားတဲ့အခါမှာအဖေကငွေထွေးနဲ့ပြန်ကြိုးဆိုတယ်ဖနက်တွေမရှိဘူးလက်စွပ်တွေမရှိဘူးဖနက်တွေကိုလည်းသူဝတ်ခိုင်းတယ်လက်စွပ်သူဝတ်ခိုင်းတယ်ဘာဖြစ်လို့လဲလက်စွပ်ဆိုတာကဒီလိုဝိုင်းနေတယ်အစမရှိဘူးအဆုံးမရှိဘူးအဖေစီသူပြန်သွားတဲ့အခါမှာအစမရှိအဆုံးမရှိတဲ့မြတ်တာနဲ့သူတောက်ကိုပြန်ပြီးမှလက်ခံတယ်ဘယ်လိုပဲသူ့ကိုအဖေကိုထားခဲ့ပြီးမှဆိုးနေတဲ့ပေးတင်နေတဲ့ဘဝရောက်နေပါစေသူမကောင်းတော့ဘူးအဖေစီကျွန်တော်ပြန်သွားမယ်အစိခံချွန်နေရမှာတော့ကျွန်တော်ကိုထားကောင်းထားလိုက်မယ်အဲ့ဒီအတိတရားဝင်လာတဲ့အခါမှာအဖေကကျွန်နေရမှာမထားတော့ဘူးတင်လို့ကိုကျွန်လို့ငါမခေါ်တင်လို့ကိုအဆွေလို့ငါခေါ်တယ်ဒါကြောင့်မလို့ကျွန်တော်ပြောပြချင်တယ်ခရစ်တော်ဖယားကိုကျွန်တော်တို့ယုံကြည်လက်ခံလာပြီးတဲ့အခါမှာခရစ်တော်ပြုလုပ်သွားတဲ့အရာကျွန်တော်တို့နားလေသဘောပေါက်ပြီးအသက်တာထဲမှာရှင်သန်လာတဲ့အခါမှာကျွန်တော်တို့ဖယားခင်ကိုယေရှုတင်တယ်။ကိုရောယေရှုတင်လိုက်တာဆိုတဲ့အသက်တာပါလွယ်လို့ကျွန်တော်တို့လုပ်နိုင်တဲ့အရာပါရှိတယ်။ဒီကနေ့ကိုရောပြုတဲ့အမှုတွေကိုကျွန်တော်တို့စဉ်းစားတဲ့အချိန်တိုင်းမှာဖယားကြောင့်လာခြင်းမလာခြင်းနဲ့စိတ်ရှိရင်တော့မှကိုရောကျွန်တော်အတွက်ဘယ်လောက်ထိပေးဆက်သွားတယ်လဲဖယားကြောင့်သွားဖို့ပြင်းလို့ရှိရင်အဲ့ဒီအရာစဉ်းစားလိုက်စဉ်းစားကြည့်ကျွန်တော်တင်တော့ဆရာအများအားတုံတင်တယ်လေဇာတိအရာနဲ့ဝိညာဉ်အရာဘယ်ဟာကိုနိုင်စေခြင်းလဲဆိုလို့ရှိရင်ကိုကျွေးတဲ့အစာပေါ်မှာကြည့်တယ်ဝိညာဉ်အရာကိုကျွန်တော်တို့နိုင်စေခြင်းလို့ရှိရင်ဒီချမ်းစာထဲမှာရှိတဲ့ဝိညာဉ်အစာကိုကျွန်တော်တို့ကများများစားပြီးဖို့လုပ်တယ်ဒါကြောင့်ချစ်တော်ခရစ်ယာန်ညီကိုမောင်မာကျွန်တော်တို့ရဲ့အသက်တာထဲမှာခရစ်တော်လုပ်ပေးသွားတဲ့အရာကိုတည်တဲ့စိတ်နဲ့ယေရှုတည်တဲ့စိတ်နဲ့ကျွန်တော်တို့
ပြန်ပြီးမှအသက်တာကိုဆက်ကပ်ဖို့ကျွန်တော်လုပ်နိုင်တဲ့အရာဟာကိုရောပေးတဲ့အမှုချက်ကိုရောပြုလုပ်တဲ့အမှုကိုမြင်နိုင်တဲ့အရာတော့မဟုတ်ဘူးဒါပေမဲ့ကိုယ်ွယ်ခြင်းပဲကျွန်တော်ပြုနိုင်တယ်ဂျေဇုတော်ချီးမွမ်းခြင်းပဲကျွန်တော်လုပ်နိုင်တဲ့အရာဖြစ်တယ်အဲ့ဒီအရာပဲကိုရောလည်းဟစ်တက်တယ်ဘာကြောင့်လဲကိုယ်ွယ်ထိုက်တဲ့ဖခင်ချီးမွမ်းခံထိုက်တဲ့ဖခင်ဆိုတာဟိုးဣသေလလူမျိုးတွေအဲဂုတ်တုပြည်ကနေပုတ်ဆောင်လာကြတဲ့ကငါဒီမှန်တော့ဖခင်ဖြစ်တယ်ငါမှတပါအခြားသောဖခင်မရှိဘူးလို့အကြိမ်ကြိမ်ပြောလာတဲ့ဖခင်ဖြစ်တယ်ဒီကနေ့လဲထိုနည်း၎င်းလဲရပ်တည်နေတဲ့ဖခင်ဖြစ်တယ်ပြောင်းလဲတဲ့ဖခင်မဟုတ်ဘူးအခြေအနေပေါ်မှာရပ်တည်ပြီးမှဘယ်သူယုံကြည်တဲ့လူနေပါလာလို့ပြောင်းလဲသွားတဲ့ဖခင်လည်းမဟုတ်ဘူးသူပြောလို့ရှိရင်ပြောတဲ့အတိုင်းရပ်တည်တဲ့ဖခင်ဖြစ်တယ်ဒါကြောင့်ဒီကနေ့ကျွန်တော်တို့ရဲ့ယုံကြည်ခြင်းလဲရင်းနိုင်ဖို့မဖြစ်ပါစေနဲ့ရင်းနိုင်ပျက်စီးသွားတဲ့ရွေ့လျော်သွားတဲ့ယုံကြည်ခြင်းမျိုးမဖြစ်ပါစေနဲ့ဒါခါတလေမှာကျွန်တော်တို့အားကိုးတဲ့အရာတွေကျွန်တော်တို့ယုံကြည်ခြင်းတွေအားနည်းသွားတဲ့အရာတွေရှိပါတယ်စိတ်ကကြတဲ့အချိန်တွေရှိပါတယ်ဒါမဲ့ဖယားနဲ့ဒူးထောက်စွတ်တော့အချိန်ယူအဲ့ဒီအသက်တာနဲ့ကျွန်တော်အသက်ရှင်လာတာကျွန်တော်ရဲ့မိသားစုထဲမှာလည်းတခါတလေမှာအခက်ခဲတွေကျွန်တော်တို့ကြုံရတယ်တခါတလေမှာမိသားစုနဲ့ပတ်သက်ပြီးမှပြဿနာတွေကျွန်တော်တို့ကြုံရတဲ့အချိန်ရှိတယ်ဟိုးရွာကလည်းတစ်မျိုးမြန်မာပြည်ကလည်းတစ်ပေါက်ပြဿနာတွေကြုံလာတဲ့အခါမှာလိုအပ်တဲ့အရာတွေရှိလာလို့ရှိရင်ကျွန်တော်ဖယားကိုပဲကျွန်တော်ဆုတောင်းတယ်ဖယားကအချိန်ကြီးပဲ့ပြင်တဲ့ဖယားဖြစ်တယ်ဘိုးဆောင်တဲ့ဖယားခေါ်ရင်ထူးတဲ့ဖယားကျွန်တော်တို့လိုချင်တဲ့အရာမတောင်းလျှောက်နေကပဲကြိုတင်သိတဲ့ဖယားခမည်းတောင်းလို့ရှိရင်သူအမှုပြုမှာပါသာရဖျားကောင်းမြတ်တော်မူကြောင်းကိုရင်းစားပြီးသိမှတ်ကြတော့ကျွန်တော်တို့သူ့ရဲ့ကောင်းမြတ်ခြင်းကိုကျွန်တော်ရင်းစားကြဖို့ကောင်းမြတ်ပါတယ်ဖျားခင်တကယ်ပါကျွန်တော်တို့ကိုယ်ွယ်တာထက်ကျေးဇူးတင်တယ်လို့ပြောတာထက်ကျွန်တော်တို့လုပ်နိုင်တဲ့အရာရှိလို့ရှိရင်ကျွန်တော်တို့လုပ်ချင်တယ်ဒါနဲ့သူပြန်လုပ်ချင်တဲ့အရာစိတ်နှလုံးအကျွမ်းမဲ့နဲ့သူ့စီမှာကျွန်တော်တို့ပြန်သွားဖို့ပဲအဖလို့သူ့ကိုခေါ်ဖို့ပဲကိုရောတတ်နိုင်ပါလားလို့သူ့ကိုအားကိုးဖို့ပဲဖယားလိုချင်တာဖြစ်တယ်ဆိုတော့ကျွန်တော်ခွန်အားပေးချင်တယ်ဒါကြောင့်နိကောအခန်းကြီး9အငယ်27မှာဘာပြောတယ်လဲဆိုလို့ရှိရင်အပြစ်ကင်းစင်သောသူကိုငါတို့အတွက်ကြောင့်အပြစ်ရှိသောသူဖြစ်စေတယ်အကြောင်းမူကားငါတို့သည်ထိုသူအဖြစ်ဖယားသခင်ရှိမှဖြောင့်မတ်သောသူဖြစ်မည်အကြောင်းတည်းတဲ့ယောမအခန်းကြီး1အငယ်7မှာဆက်ပြီးမှဘာပြောတယ်လဲဆိုလို့ရှိရင်အကြောင်းမူကားဖြောင့်မတ်သောသူသည်ယုံကြည်ခြင်းအဖြစ်အသက်ရှင်လိမ့်မည်အခုနောက်ကခရစ်တော်ရဲ့ဖြောင့်မတ်ခြင်းခရစ်တော်လုပ်ပေးသွားတဲ့အမှုကိုကျွန်တော်တို့ယုံကြည်လက်ခံလိုက်တာနဲ့ကျွန်တော်တို့ကဖြောင့်မတ်တော်သူတွေဖြစ်တယ်။အဲဒီဖြောင့်မတ်ခြင်းကဖြောင့်မတ်ခြင်းကြောင့်အသက်ရှင်လိမ့်မည်လို့ပြောတဲ့အခါမှာအဲဒီဖြောင့်မတ်ခြင်းကကျွန်တော်တို့အသက်ရှင်နေလို့ပြောလာတဲ့အခါမှာလောကမလွန်အထိတနည်းအားဖြင့်လုံးဝဒီခြင်းနဲ့မဆက်ဆိုင်တော့တဲ့အသက်ရှင်ခြင်းဖြစ်တယ်။အခုကျွန်တော်တို့အသက်ရှင်နေတဲ့အရာကနောက်တစ်ချိန်မှာကျွန်တော်တို့တည်ရမယ်အသက်ရှင်ခြင်းဒါပေမဲ့ဒီဖြောင့်မတ်ခြင်းကြောင့်ရတဲ့အသက်ရှင်ခြင်းကအဆုံးမရှိတော့ဘူး praise the Lord အဲ့ဒါကာရအသက်လို့ခေါ်တယ်အဲ့ဒါခရစ်တော်ကိုယုံကြည်ခြင်းအဖြစ်ကျွန်တော်တို့ရရှိတဲ့အကျိုးအမြတ်ဖြစ်တယ် hallelujah ဒါကြောင့်တမန်တရားမှာကျွန်တော်တို့ပြန်ပြီးမှကြည့်တဲ့အခါနှုတ်ကပတ်တော်နဲ့ပြန်ပြီးမှချက်ချင်းကြည့်တဲ့အခါမှာယေရှုခရစ်တော်ကျွန်တော်တို့မယုံကြည်ခင်ဘဝမယုံကြည်သူဘဝဘောနကင်မဖြစ်သေးတဲ့ဘဝတုန်းကနဲ့အခုဘောနကင်ဖြစ်လာပြီးတဲ့ကျွန်တော်တို့ရဲ့အသက်ကဘယ်လောက်ထိပွားချတယ်လဲဘာမှမထူးဘူးဆိုရင်တော့ကိုပြန်မေးဖို့တော့လိုတယ်နော်ဒါကြောင့်ထူးခြားတဲ့အသက်ကကျွန်တော်တို့မှာရှိဖို့အရေးကြီးတယ်ဆိုတာကျွန်တော်ပြောပြချင်တယ်ဒါကြောင့်အရင်တုန်းကဖယားနဲ့သူ့ရဲ့အဖေနဲ့ဝေးနေတဲ့ပျောက်တော့တာသူ့ရဲ့အဖေနဲ့ဝေးနေတော့ကသူဘာသာတရားမရှိ
သူလှုပ်ချင်တာလှုပ်တယ်သူကိုးစားတာမရှိတော့ဒါပေမဲ့သူ့အဖေစီပြန်ရောက်လာတဲ့အခါမှာသူ့အဖေကသူ့ကိုပြန်ပြီးမှလက်ခံတဲ့အခါမှာအားအရာမှာပဲသူပြန်ထားတာကျွန်တော်တို့ဖယားသခင်ကိုမယုံကြည်ပဲနဲ့ကျွန်တော်တို့ဘယ်လောက်ပဲမျက်ကွယ်ပြုတ်ခဲ့ပါစေခရစ်တော်လုံပေးသွားတဲ့အရာဖယားရဲ့မျက်တာကိုကျွန်တော်ခံစားရရှိလာတဲ့အခါမှာကျွန်တော်အဖေကကျွန်တော်ကိုချစ်ပါလားဒါတော့ရင်ကိုပဲမနှမျောပဲနဲ့ကျွန်တော်အသက်ဆွမ်းဒီအထိလက်ဝါးကရိုင်မှာအသေးခံဒီအထိချစ်ပါလားကျွန်တော်တို့ယုံကြည်လက်ခံလာတဲ့အခါမှာကျွန်တော်တို့ရဲ့ကောင်းကင်မှာဖားတော့ကျွန်တော်တို့ပြန်ပြီးမှလက်ခံတယ်ကျွန်တော်မခေါ်တော့ဘူးကျွန်တော်ကိုတားအရာမှာခွဲခံမှတ်တာတယ်အဆွေလို့ကျွန်တော်တို့ကိုခွဲခံမှတ်တာတယ်ဟာလေလုယာနောက်တစ်ချက်အဖေစီကနေသူထွက်သွားတဲ့အချိန်မှာကာလနှစ်ပေါင်းများစွာကြာကောင်းကြာလိမ့်မယ်အဲ့ဒီအချိန်မှာသူ့အဖေကိုလုံးဝသတိမရဘူးသူ့အဖေနဲ့ the same တရားစာရလို့သူဖြစ်နေတယ်ဒါပေမဲ့သူ့အဖေကိုပြန်ပြီးမှသတိရလာတဲ့အချိန်မှာ he is not a stranger anymore he is a best friend with God hallelujah ဖယားတဲ့ခင်နဲ့မိတ်ဆွေပြန်ဖြစ်သွားတယ်သူ့ရဲ့အဖေနဲ့မိတ်ဆွေပြန်ဖြစ်သွားတယ်ကျွန်တော်တို့လည်းခရစ်တော်နဲ့ကားတိုင်တရားမှာတိုင်ခင်မှာကျွန်တော်တို့ဖယားနဲ့ဝေးကွာနေအပြစ်ကြောင့်ကျွန်တော်တို့ဖယားနဲ့ဝေးကွာနေသောသူတွေဖြစ်ပေမဲ့ကားတိုင်တရားနောက်ပိုင်းမှာထာဝရအသက်ရှင်တဲ့ဖယားကျွန်တော်တို့ရဲ့ဖယားကျွန်တော်တို့ရဲ့မိတ်ဆွေကျွန်တော်တို့ရဲ့စင်ဟန်တော်ဖယားကျွန်တော်တို့အသက်တာထဲမှာအသက်ရှင်ပေးတဲ့ဖယားဖြစ်လာတယ် the same မဟုတ်တော့ဖယားနဲ့ relationship တော်စတဲ့လူတွေဖြစ်သွားတယ်နော်ကြောက်တော့ကသူ့ရဲ့အဖေနဲ့ဝေးနေတဲ့အချိန်မှာသူဟာ something သစုံတစ်ခုဖြစ်လိမ့်မယ်ဒါပေမဲ့သူ့ရဲ့အဖေနဲ့ဗြဟ္မီမှာနီးဆိုင်လာတဲ့အခါမှာသူ့ရဲ့အဖေစီသူရောက်သွားတဲ့အခါမှာသူက something မဟုတ်တော့ anything လည်းမဟုတ်တော့ he is everything သူ့အဖေပိုင်ဆိုင်တဲ့နောက်ကိုသူပိုင်ဆိုင်